ကိုကသူ့ကိုအရန်ချစ်နေတဲ့ခါကျတော့ तू ကအခုပေါ်မှာအရန်ဆိုးနေပြီမဲ့ဘလောက်ပဲဆိုး तू မကောင်းမှန်းသိနေရတာနဲ့သူ့ကိုချစ်နေတယ်သူ့အနာကနေလည်းမခွဲနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့အနေထားမှာကိုလည်းမကြိုက်ဘူးကွာနာချင်းချင်းနဲ့ तू နဲ့နေရတဲ့ခံစားချက်ကိုမကြိုက်ဘူးအဲ့တော့အဲ့လိုမျိုးခံစားချက်ကနေပြီးတော့မှကိုပြန်ပြီးတော့မှဒီကောင်းတဲ့စီကိုပြန်ပြီးဆွဲခေါ်လာခြင်းနဲ့ကိုဘယ်လိုဆွဲခေါ်လာရမလဲမသိဘူးဖြစ်နေတယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုစောင့်ကြည့်နော်ကိုကသူ့ကိုအရန်ချစ်နေတဲ့ခါကျတော့ तू ဘာလုပ်ကိုကသူ့ကိုမကောင်းမှန်းသိနေရဲ့သားနဲ့ပေါ့နော်အပြစ်မမြင်နိုင်ဘူးပေါ့အဲ့လိုမျိုးနေထားမျိုးမှာကိုကဘာလုပ်သင့်လဲဆိုလို့ရှိရင်ပေါ့နော်အရင်ဆုံးဒီလိုမျိုးကိုပြန်ခေါ်လာခြင်းနဲ့ကိုကောင်းတဲ့စီကိုပြန်ပြီးတော့မှဆွဲခေါ်လာခြင်းနဲ့ဆိုတဲ့ process ကတော့သူနဲ့ချစ်ခဲ့တဲ့တန်းတစ်လျှောက်မှာပေါ့နော်ကိုကအကြာကြီးချစ်လာခဲ့တဲ့တန်းတစ်လျှောက်မှာဒီလိုမျိုးဒီကိစ္စယူလွယ်ကူကူနဲ့တော့အချိန်ခဏလေးနဲ့တော့ရမှာမဟုတ်ဘူးရရှိသွားရမယ့် process တစ်ခုဖြစ်တယ်ဆိုတာကိုတော့အရင်ဆုံးကိုနားလေရမယ်နောက်တစ်ချက်အနေနဲ့ကတော့ကျမတို့ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ပေါ့အမြဲတမ်းကိုကနာကျင်နေရတယ်သူနဲ့ပတ်သက်ပြီးကိုကအမြဲတမ်းပေးဆက်နေရတယ်အဲ့ဒီဟာတွေကိုအရင်ဆုံးကိုလက်ခံဖို့လိုတယ်ဟုတ်တယ်ငါသူနဲ့ပတ်သက်ပြီးနာကျင်နေရတယ်တကယ်မှန်တယ်ဆိုတဲ့အဟာကိုအရင်ဆုံးလက်ခံဖို့လိုတယ်နောက်တစ်ချက်ကတော့သူပို့လာမယ့် message တွေပေါ့နော်ပြီးတော့မှသူစီကနေပြီးတော့မှကိုမျှော်လင့်နေရတာတွေကွာအဲ့ဒီဟာတွေကိုမျှော်လင့်နေရတာတွေကိုတဖြည်းဖြည်းလျှော့နိုင်လာအောင်ကိုကစူးစမ်းပေးရမယ်ပြီးတော့မှကိုနဲ့တွဲနေတဲ့အချိန်မှာ तू ကမကောင်းဆိုတာသိတယ်ဒါပေမဲ့ तू ငါ့ကိုချစ်တာပဲလေတစ်ချိန်ကျရင်တော့ဒီဟာပြောင်းလဲသွားနိုင်ပါပြောင်းလဲသွားနိုင်ပါတယ်ဆိုတဲ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေပေါ့နော်အဲ့ဒါတွေကဖြစ်မလာနိုင်ဘူးဆိုတဲ့တကယ်အမှန်တရားကိုလည်းကိုကလက်ခံနိုင်ရမယ်ကျမတို့ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ဆိုလို့ရှိရင်သူ့ကိုကဒီလိုမျိုးပေါ့နော်စစ်နေတဲ့သားနဲ့ပေါ့နော်သူ့ကိုနားနေပြီးတော့မှသူ့နားနေပြီးတော့မှကိုယ့်ရဲ့စိတ်ကိုတဖြည်းဖြည်းဆွဲခေါ်လာခြင်းတာဟာသူ့ကိုမချစ်တော့ဒါမဟုတ်ဘဲနဲ့ပေါ့နော်ကိုပြန်ပြီး view စိုက်ချင်လာလို့ဒီလိုလုပ်ရတယ်ဆိုတာကိုအရင်ဆုံးလက်ခံမယ်ပြီးတော့မှကျမတို့ရဲ့ energy တွေပေါ့နော်သူ့စီမှာတနေ့ကုန်ဒီသူစာမပို့ဘူးလားသူလာမခေါ်ဘူးလားသူငါ့ကိုစကားမပြောသူငါ့ကို view မစိုက်ဘူးလားအဲ့ဟာတွေပေါ့နော်အဲ့ဒီဟာတွေပေါ်မှာသွားပြီးတော့မှအချင်းကုန်နေမဲ့အစားပေါ့နော်ကျမတို့ရဲ့ energy အဲ့နေရာမှာသုံးနေမဲ့အစားကျမတို့ရဲ့ energy ကိုအခြားသောနေရာတွေမှာပေါ့နော်ကျမတို့ရဲ့ daily routines တွေပေါ့နော်ပြီးတော့မှကျမတို့ရဲ့ future plans တွေပေါ်မှာပြန်ပြီးမှ focus လာလုပ်ရမယ်အဲ့လိုမျိုးလုပ်နိုင်ပြီဆိုလို့ရှိရင်တော့ကျမတို့တွေရဲ့သူ့ကိုမချစ်တာမဟုတ်ဘူးသူ့စီမှာရှိနေတဲ့ကိုပေါ့နော်သူ့နားမှာပဲတွေ့ကပ်ပြီးနေချင်နေတဲ့ကိုယ့်ရဲ့စိတ်ကလေးကိုတဖြည်းဖြည်းဒီကောင်းတဲ့စီလေးကိုဆွဲခေါ်လာနိုင်ဖို့အတွက်စူးစမ်းတာဟာတကယ်ကို self care ပေါ့နော်လုပ်လိုက်တာကို view စိုက်လိုက်တာကိုတန်ဖိုးထားလိုက်တာတခုတည်းဖြစ်ပါတယ်